ใจมิงลาပါမင်္ဂလာပါအခုလာမယ်2026မှာဘာလို့လုပ်ဖို့ရည်ရတာလဲ2026မှာ investment တစ်ခုခုရအောင်လုပ်မယ်လို့ရည်ရ ဟုတ်ပြီအဲ့ဆိုရင်ကိုဆုံးသွားခဲ့2025အတွက်ကိုနှုတ်ဆက်စကားလေးပြောပြပါ 2025မှာဒါကောင်းနေရောအဆိုးရောပုံပုံတွန်းတွဲပြီးတော့ပြီးဆုံးသွားတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးနေ့ကိုတော့ happy type လေးနဲ့ happy bike လေးနဲ့တော့နှုတ်ဆက်ဖို့စဉ်းစားထားတာ ချေးဖို့စီစဉ်ရှိရ ချေးဖို့တော့မရှိပါဘူးဟိုကမနက်ကကိုနိုဝေးပရိစိတ်မှာဆိုတော့ချေးဖို့တော့မရှိဘူး လူတိုင်းတမိုင်းလေး ချစ်တယ်ပါတယ် မိုင်းပြောလေးမင်္ဂလာပါ မင်္ဂလာပါ အခုလာမယ်2026မှာဘာလို့လုပ်ဖို့ရည်ရတာလဲ 2026မှာကလောက်ဖို့ကအများကြီးပဲရည်ရတာရှိပိုကောင်းအောင်ပေါ့နော်အခုချိန်လေးကပိုပြီးတော့လူရောစိတ်ရောပိုကောင်းပြင်ရှိတယ် အဲ့ဆိုရင်ကိုဆုံးသွားခဲ့တဲ့2025အတွက်နှုတ်ဆက်စကားလေးပြောပြပါဦး ဘိုင်ဘိုင် ကိုမျိုးရေမင်္ဂလာပါ မင်္ဂလာပါ အခုလာမယ်2026ကို2026မှာပေါ့နော်ဘာလို့လုပ်ဖို့အတွက်ရည်ရထားလဲ ဘာလို့မရွေထားလဲဆိုလို့ရှိရင်တော့အလုပ်ကိုဒီထက်အများကြီးပိုစူးစမ်းမယ်ပတ်စံပိုရှာမယ်ပြီးရင်များပိုသုံးမယ်ပိုပြီး ဒါဆိုရင်ကုံဆုံးသွားရဲ့အခု2025အတွက်ကိုနှုတ်ဆက်စကားလေးပြောပြပါ 2025အတွက်လား2025တော့အစင်မပြေတာရောပြည်တာရောအများကြီးပဲဒါပေမဲ့လို့ကိုယ်တော့စင်ပြေအောင်လို့ဖြတ်တန်းခဲ့ပါတယ်ဆမ်းလို့ဆက်ပါ အခု New Year မှာချေးဖို့စီစဉ်အောင်ရှိ ရှိတယ် အိစာမင်္ဂလာပါ မင်္ဂလာပါ အခုရောက်တော့မယ်2026မှာဘာလို့ဖို့အတွက်ရည်ရတာလဲ ကိုယ်တည်းရထားလဲကောင်းတော့ပြောစရာနှစ်တစ်နှစ်ပြဖန်တီးနေတယ် ဒါဆိုရင်အခုကုံဆုံးသွားတော့မယ်2025အတွက်နှုတ်ဆက်ပေးပါ New Year မှာချေးဖို့စီစဉ်ရှိ New Year မှာတောက်ဖို့စားဖို့စီစဉ်ရှိမိုင်းမင်္ဂလာပါခင်ဗျာအခုလာတော့မယ်2026မှာဘာလို့ဖို့အတွက်ရည်ရထားတာလဲ အဲ့လိုပဲကြောင့်ပါဒီထက်ပြီးတော့စင်ကောင်းမှုရည်ထားတာလေ ဒါဆိုရင်ကုံဆုံးသွားတော့မယ်2025ကိုနှုတ်ဆက်ပေးပါ ညစင်မှာအများကြီးရှိကြပါစေရှိပါမှုပါတယ် New Year မှာ cheese ဖို့စီစဉ်ရှိ ရှိ ဘာမလုပ်လဲ ပြီးပြန် တဲ့မင်္ဂလာပါ မင်္ဂလာပါ အခုလာမယ်2026မှာဘာလို့ဖို့အတွက်ရွေးတာလဲ ဒီချက်ပို့ပြီးလုပ်တည်ကြိုးစားမယ်ပတ်စံမျိုးပို့ရှာမယ်ပြီးရင်ပို့ပြီးတော့ဖြုံးပါမယ် ကုံဆုံးသွားတော့မယ်2025ကိုဘယ်လိုလုပ်ဆက်ချင်လဲ 2025မှာတော့ကိုယ့်တက်ကတော့အစိုးအများကြီးဖြစ်တယ်ဒါပေမဲ့အကွာအကောင်းဆုံးကြောက်ဖြတ်ခဲ့တယ်အကောင်းဆုံးလည်းနှုတ်ဆက်ခဲ့ပါမယ် New Year မှာ cheese ဖို့စီစဉ်ရှိတူချင်းမယ်နော် တူချင်းပဲဘိုင်ဘိုင် မိုင်းမင်္ဂလာပါ မင်္ဂလာပါ အခုလာတော့မယ်2026မှာဘာလို့ဖို့အတွက်ရည်မှန်းထားလဲရည်ရွယ်ထားလဲ ရည်ရွယ်ထားတာကြီးကဖြစ်ချင်မှဖြစ်လာတတ်တာလေအဲ့တော့ရည်ရွယ်ထားပဲနဲ့ဖြစ်လာတဲ့များဟာရဲ့အကုန်လုံးကောင်းလုံးနိုင်မှုပဲပေါ့ ဒါဆိုရင်အခုကုံဆုံးသွားတော့မယ်2025ကိုနှုတ်ဆက်ပေးအောင် နှုတ်ဆက်ရှင်ဘာလို့ဆိုတော့အစိုးတွေပဲကြုံခဲ့ရဆိုတော့အကောင်းကြီးလည်းရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့သင်ခန်းစာတစ်ခုပေါ့တက်တာ New Year မှာ cheese ဖို့စီစဉ်ရှိဟုတ်နော်ဟုတ်ပါမင်္ဂလာပါကိုထကြီး ဒီပါဆောင် ကဲအခုလာမယ်2026မှာဘာလို့ဖို့အတွက်ရွေးရပြီလဲ တော့ဆက်ချောတော့ပုံမှန်ပါပဲဒီတိုင်းပါပုံမှန်ပဲ 2025ကိုလည်းနှုတ်ဆက်ပေးအောင်လေ နှုတ်ဆက်ပါတယ်ပေါ့ New Year မှာ cheese ဖို့စီစဉ်ရှိ မရှိပါဘူးအေးဆေးပဲဟိုအိမ်မှာပဲအိတ်ဖို့ ဟုတ်လို့လား ဟုတ်တယ်တင်းတာတွေကလှုပ်ဆင်းရမှာလေ ဘာကြီးမင်္ဂလာပါ မင်္ဂလာပါ ကဲအခုလာမယ်2026မှာဘာလို့ဖို့ရည်ရွယ်ထားလဲရှင်မန်းလာလဲ ပတ်စံရှာရဲပတ်စံလုံးလဲလုံးမလုံးကြိုးစားပြီးပတ်စံရှာ 2025ကိုနှုတ်ဆက်ပေးအောင် လာလဲမလာပါနဲ့လာလဲမလာပါနဲ့လာလဲ Happy New Year မှာ cheese ဖို့စီစဉ်ရှိ တကယ်လေးတွေကိုပြောချင်ပါတယ်ဟာဘယ်တော့မှဆိုမခေါ်ကြပါနဲ့လာခဲ့မယ်ကိုယ်တိုင်လာခဲ့ ဒီလိုက်တော့ ကျေးဇူးပါ